ုံလာပြီကျော်10ရက်စကိုင်းတိုင်းမုံရွာမြို့စုတော်မြစ်မြတ်စွာဘုရားကြီးဤဘုရားပရဝုံအတွင်းဓမ္မမန္တကြီးဝဲဆွေတော်မြတ်ကိုပူဇော်သောအားဖြင့်ဆင်ရင်ကျင်းပပြုလုပ်အပ်သည့်ဓမ္မသဘင်အခမ်းအနားဝဲမုံရွာမြို့ဧသာယာယကန္နာလန်းတောင်တန်းမဲ့လက်ဖက်6ရောင်းဝယ်ရေးမိသားစုများဖြစ်ကြသည့်ဦးစမ်းမြင့်တော်ကြီးမိသားတစုတို့ဤအမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောအမြတ်ရေစဉ်တရားဒေသနာတော်ဘုရားမြတ်စွာဤမဟာကရုဏာဂုဏ်အာယုံပြုကာတိကျရွတ်ဆိုပူဇော်အပ်သောပဏာမအာတိတဂါထာကိုရွတ်ဆိုခြင်းဖြင့်ဒီကနေ့ညဓမ္မသဘင်အခမ်းအနားကိုစတင်ကြရအောင်ယောကပကောတိဟိပိအပမေယံကာလံကရောတောတိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမဟာကရုဏိကတတတ္တယောနာထောဝိနိယများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတအကုန်ပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပဂောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအပမေယံအရေးအတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတလောကဤအကျိုးစီးပွားအလို့ငါအတိဒုက္ခရာနိဥစ္စာအသက်ခြေလက်အင်္ဂါမေတ္တာကြီးမာသမိတာနှင့်တထာဇနီဆွန်ခြင်းကြီးဟုကျတိထဝေငါးသွဲအစုအလွန်ခဲရင်သောမှုတို့ကိုကရောတော်ဖျားဖြစ်ရန်ဤတန်ကျိုးကိုအာထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချင်းမျက်လုံးအသက်ဆုံးရဲ့နှလုံးစိတ်ဝံကိုရောဤပင်မခြင်းတို့ကတောဘဝတဏ္ဏကျိန်ဖန်များစွာရောက်တော်မူကြရရှာလေပြီမဟာကရုဏီကတတ္တဝါများယင်ဝေသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာထသဝိနိယများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတအကုန်ပေါင်းခါသဖြင့်နာထမြညာထိုးရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြော့မံကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းအမြတ်ရေစဉ်တဲ့ဗုဒ္ဓမြတ်စွာရဲ့တရားဓမ္မတွေဟာလူတွေရဲ့စိတ်နှလုံးကိုအေးချမ်းစေတတ်သောကြောင့်အမြတ်ရေစဉ်နဲ့အလားတူသည့်အတွက်ကြောင့်အမြတ်ရေစဉ်လို့ဒီလိုသုံးနှုန်းလေးရှိပါတယ်အမတဘိသေကပင်မနွမ်းနယ်ပြီးတော့စိတ်ဓာတ်ကျဆင်းပြီးတော့တောကရောက်နေတဲ့ပုဂ္ဂိုလ်တယောက်အမြတ်ရည်စင်လေးနဲ့ဖြန်းပက်လိုက်လို့ထိုရည်စင်လေးခေါင်းကိုမိမိအသားလေးကိုထိလိုက်တာနဲ့တကြိုင်နဲ့ပူပင်တောကမှုတွေအကုန်လုံးငြိမ်းအေးပြီးတော့စိတ်နှလုံးချမ်းမြေ့သွားတယ်တကယ်တော့ဗုဒ္ဓမြတ်စွာရဲ့တရားတော်ဟာမြတ်စွာဘုရားကမဟာသတိပဋ္ဌာန်သုတ်မှာအာမခံချက်ပေးထားပါတယ်လောကမှာလိုက်ပြီးတော့ချိမယ်ဆိုလို့ရှိရင်ဒီကနေ့ကဘာမှာဆိုလို့ရှိရင်နိုင်ငံပေါင်းမြောက်များစွာလူဦးရေဆိုလို့ရှိရင်လဲတန်းပေါင်း9000ကျော်
တိုးတက်ပြီးတော့ကြီးပွားနေတဲ့နိုင်ငံတွေရှိသလိုမတိုးတက်တဲ့နိုင်ငံတွေလည်းရှိတယ်ချမ်းသာတဲ့လူတွေရှိသလိုဆင်းရဲတဲ့လူတွေလည်းရှိတယ်ပျော်ရွှင်ချမ်းမြေ့နေတဲ့လူတွေရှိသလိုဆင်းရဲဒုက္ခရောက်နေကြတဲ့လူတွေလည်းရှိတယ်လောကလူဆိုတာတူတူပါပဲချမ်းသာတဲ့လူပဲဖြစ်ဖြစ်ဆင်းရဲတဲ့လူပဲဖြစ်ဖြစ်စိတ်နှလုံးငြိမ်းချမ်းမှုကိုအပေးစွမ်းနိုင်ဆုံးကတော့ချမ်းသာတဲ့လူတွေကထင်ကောင်းထင်လိမ့်မယ်တို့စိတ်နှလုံးချမ်းသာမှုကိုပေးစွမ်းနိုင်တာတို့ရှားကြံလို့ရထားတဲ့စီးပွားတွေယာဓုတွေဂုံသိမ်နေလို့ဒီလိုအောက်မေ့ကောင်အောက်မေ့လိမ့်မယ်တကယ်တော့လေယာဓုဂုံသိမ်ကချမ်းသာမှုကိုမပေးနိုင်ပါဘူးစီးပွားဥစ္စာတွေကလည်းချမ်းသာမှုကိုစိတ်နှလုံးငြိမ်းချမ်းမှုကိုမပေးနိုင်ပါဘူးအောင်မြင်ကြော်ကြားမှုတွေကလည်းပဲစိတ်နှလုံးကိုထာဝရငြိမ်းချမ်းအောင်မလုပ်နိုင်ပါဘူးလူတွေရဲ့စိတ်နှလုံးကိုထာဝရငြိမ်းချမ်းအောင်လုပ်နိုင်တာဆင်းရဲသူရောချမ်းသာသူပါအသက်ကြီးသူရောအသက်ငယ်သူပါအားလုံးကိုထာဝရစိတ်ငြိမ်းချမ်းမှုကိုပေးနိုင်တာတော့ဘုရားမြတ်စွာရဲ့တရားတစ်ခုတည်းပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့မြတ်စွာဘုရားကမဟာတတိပဋ္ဌာန်သုတ်မှာဆိုရင်အာမခံချက်ပေးတော်မူတဲ့အနေနဲ့ဧကာယနောအယံဘိခဝေမေကောတတ္တနာဝိသုဒ္ဓိယသောကပရိဒေဝနံတမတိကမာယဒုက္ခဒေါမနတာနံအထင်္ဂမာယညာယသာတိကမာယနိဗ္ဗာနတာသစ္စိကရိယာယဘိခဝေจิตာယဟံတို့တတ္တနာတတ္တဝါတို့ရဲ့တတ္တနာတတ္တဝါတို့ရဲ့ဝိသုဒ္ဓိယာကိလေသာအငြိကြီးတွေကကင်းဝေးစင်ကြယ်သွားဖို့ရာဟာလည်းပဲဧကာယနောတကြောင်ဤသာရှိတဲ့အယံမေကောဤမဂ္ဂင်၈ပါးတတိပဋ္ဌာန်စတဲ့အကျင့်တရားပါပေသည်မြတ်စွာဘုရားရဲ့တရားတော်တွေကိုအနှစ်ချုပ်လိုက်မယ်ဆိုရင်မဂ္ဂင်၈ပါးပဲနော်ဘုရားဟောတဲ့တရားတော်တွေဘယ်နေရာပဲကြည့်ဓမ္မစကြာဟောတဲ့အချိန်ကနေစပြီးတော့မြတ်စွာဘုရားကမဇ္ဈိမပฏิပဒါအလယ်လန်းကြီးကလျှောက်ကြလို့ဟိုလန်းဒီလန်းကိုမသွားနဲ့ကာမတုခလိကနိယောဂဆိုတော့လက်ရအစွန်းလန်းကိုလည်းမလျှောက်နဲ့အတ္တကိလမထာနိယောဂလို့ဆိုတဲ့လက်ဝဲအစွန်းလန်းကိုလည်းမလျှောက်နဲ့ဟောဒီအလယ်လန်းကလျှောက်အလယ်လန်းဆိုတာမမှန်ကန်ကန်နားလဲခြင်းမမှန်ကန်ကန်စဉ်းစားခြင်းအစရှိတဲ့မိမိရဲ့တဏ္ဍာမှာမိလူတွေရဲ့တဏ္ဍာမှာရှိတဲ့အည်အချင်းတွေအည်အချင်း၈မျိုးစာလို့ပြောမယ်ဆိုရင်တော့တမ္မာဒိဋ္ဌိတမ္မာသင်္ကပ္ပဒါတွေကစာရဲရှိတာမဟုတ်ဘူးတကယ်ကကိုယ်တဏ္ဍာနဲ့မှရှိတာလေနော်ကိုယ်တဏ္ဍာရှိနေတယ်ဆိုတာကိုမမေ့စေနဲ့ဒီအည်ချင်းတွေမိမိတဏ္ဍာမှာမရှိသေးရင်ရှိအောင်လုပ်အောင်အမှန်မြင်ရမယ်တဲ့တမ္မာဒိဋ္ဌိမှန်မှန်ကန်ကန်တွေးထားရမယ်တဲ့တမ္မာသင်္ကပ္ပသမ္မာဝါစာစကားပြောရင်လည်းမှန်ပါစေသမ္မာကမ္မန္တလှုပ်တာတွေလည်းမှန်ပါစေသမ္မာအာဇီဝလူဘဝအသက်ကလေးမှာအသက်ရှင်ရေးအတွက်လောက်ကင်စားတောင်းနေတာလဲမှန်ပါစေလို့ဆိုတယ်နော်မမမကန်နေပြောမယ်မမမကန်နေလုပ်မယ်သူတစ်ပါးအသက်တွေနဲ့မမမကန်အသက်မွေးနေမယ်ဆိုရင်ထိုပုဂ္ဂိုလ်ကစိတ်ညမ်းညမ်းမှုဘယ်လိုနည်းနဲ့မှမရနိုင်ဘူးဒါကြောင့်မို့လို့ပြောလဲမှန်မှန်ကန်ကန်ပြောလုပ်လဲမှန်မှန်ကန်ကန်လုပ်အမှန်တိုင်းအသက်မွေးမှန်းကြောင်းလည်းပဲမှန်ကန်တဲ့တရားနိလန်းကြအသက်မွေးတဲ့အဲ့ဒါလို့အသက်မွေးဖို့ရာအတွက်သမ္မာဝါယာမမှန်မှန်ကန်ကန်ကြိုးစားရမယ်သမ္မာတတိမှန်မှန်ကန်ကန်စိတ်ထဲမှာစိုက်ရမယ်သမ္မာသမာဓိစိတ်နှလုံးတည်ကြည်မှုလည်းမှန်ကန်ရမယ်လို့ဆိုပြီးတော့သမ္မာတရာတတ်ထားတဲ့လောကမှာလူတွေကလမ်းမှားကိုရှောက်နေတာများလို့မြတ်စွာဘုရားကဟောဒီအမှန်လမ်းကိုရှောက်လို့ပြောတာနော်အဲ့ဒီအမှန်လမ်းဟာငြိမ်းချမ်းမှုရဖို့အတွက်တချောင်းတီးသောလမ်းပဲတဲ့နောက်လမ်းကွဲမရှိဘူးနိဗ္ဗာန်သွားခြင်းဒီလမ်းကပဲရှောက်တဲ့လွန်ခဲ့တဲ့ခင်းကဝါလူသဲစုမကပွင့်တော်မူခဲ့ကြတဲ့မြတ်စွာဘုရားတွေခိလေသာအညစ်အကြေးတွေကင်းပြီးတော့စိတ်နှလုံးငြိမ်းချမ်းလို့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုသွားတာလေဟောဒီလမ်းကြီးကရှောက်သွားရတာပဲတခြားလမ်းမရှိဘူးတဲ့မြတ်စွာဘုရားရဲ့တတိသားယဟန္တာတွေထေရထေရီမတွေအငြိမ်းချမ်းမှုကိုရသွားတဲ့ပုဂ္ဂိုလ်တွေအလုံးဟာဟောဒီလမ်းကပဲရှောက်ရတယ်ဒီတလမ်းနဲ့ပဲရှိတယ်လို့ဆိုတာတလမ်းမှာလမ်းတွေမရှိဘူးဒီတလမ်းနဲ့လမ်းတွေကလည်းဒီတစ်ခုတည်းပဲရှိတယ်
တချောင်းတီးသောလမ်းမကြီးကတသွယ်တီးသောလမ်းနော်ဘေကဝေจิตာယံတို့တတ္တနံတတ္တဝါတို့ရဲ့ဝိသုဒ္ဓိယာစင်ကြယ်ဖို့ရာလူတွေကလောကကြီးထဲမှာဘာတွေနဲ့ဒုက္ခရောက်နေကြသလဲလို့ဆိုလို့ရှိရင်စိတ်နှလုံးတွေညှဉ်းနှွမ်းပြီးတော့ဒုက္ခရောက်နေကြတာလောဘဖြစ်လိုက်ဒေါသဖြစ်လိုက်မောဟဖြစ်လိုက်အိတ်သားတွေဖြစ်လိုက်မာမာနတွေဖြစ်လိုက်တဦးတဦးမနာလိုတာတွေဖြစ်အိတ်သားကိုအောင်မြင်လာလို့ရှိရင်လည်းငါဟလို့ဆိုပြီးတော့သူများအောင်မြင်မှုကိုမလိုလားတဲ့မစ္စရိယတွေဖြစ်တယ်အောင်မြင်မှုကိုအကြောင်းပြုပြီးတော့မာနတွေဖြစ်တယ်ဟောလောဘတွေဖြစ်လိုက်ဒေါသတွေဖြစ်လိုက်မာနတွေဖြစ်လိုက်နေဆိုပြီးတော့စိတ်ထဲနှလုံးထဲဖြူစင်မှုတွေကင်းဝေးပြီးအလွန်ညစ်ထေးနေတယ်အဲ့ဒီကိလေသာဆိုတဲ့အညစ်အကြေးတွေဖြူစင်ပြီးတော့စိတ်နှလုံးဖြူစင်မှငြိမ်းချမ်းမှုကိုရနိုင်တယ်စိတ်နှလုံးအေးချမ်းမှုဆိုတာဖြူစင်တဲ့နှလုံးသားပိုင်ရှင်သာရနိုင်တယ်တဲ့နော်ဒါကြောင့်မို့လို့ဖြူစင်တဲ့နှလုံးသားရရှိဖို့ရတော့ဟောတာတစ်ခုတည်းသောနိလန်းပဲလောကမှာလူတွေဟာအပူရုပ်နဲ့လူလုံနေကြတယ်လို့ပြောနိုင်တယ်လောကမှာတောကမရှိတဲ့လူရလို့မရှိဘူးတောကကြီးတာနဲ့သေးတာဒါတော့ပဲกว่าတယ်မိသားစုရှိတဲ့ထဲမှာဟုတ်လားအိမ်နောက်စုမှာသားတစ်ယောက်ရှိရင်သားတစ်ယောက်အတွက်တောကလေးတော့ရှိတာသမီးတစ်ယောက်ရှိရင်လည်းသမီးတစ်ယောက်အတွက်တောကလေးတော့ရှိတယ်ဘယ်သူမှမရှိဘူးတကူဒီသမားတောကမရှိဘူးလို့မထင်နဲ့သူကိုယ်သူတောကဖြစ်နေသေးတာတကူဒီသမားကမှကျိုးမရှိတဲ့လူကကျိုးရှုပ်ပိုးဆိုးတဲ့နော်အဲ့ဒီတကူဒီသမားကမှတောကတွေဟိုကတောကဝဲယူလိုက်ဒီကတောကဝဲယူလိုက်နဲ့သူများအပူတွေကိုအပူလုံးတတ်သေးတယ်ဒါကြောင့်မို့လို့လောကမှာလူလုံနေတာတောကနဲ့အပူရုပ်နဲ့လူလုံနေတယ်လို့ပြောကြတာကိုအဲ့ဒီတောကဆိုတဲ့တရားဟာဘာကိုခေါ်မလဲလို့ဆိုလို့ရှိရင်ဒေါသနဲ့ရှင်တွဲလာတဲ့ဝမ်းနဲ့ကြေကွဲမှုမကျေနပ်မှုတဲ့တောကဖြစ်တဲ့လူတိုင်းရဲ့စိတ်မှာဒေါသရှိတယ်အဲ့ဒါတောကနဲ့ဒေါသဟာတွဲနေတာနော်ဘယ်တော့မှခွဲမရအောင်တွဲနေတာအဘိဓမ္မာသဘောနဲ့ပြောမယ်ဆိုလို့ရှိရင်တောကဆိုတာဒေါမနတဝေဒနာတဲ့စိတ်ထဲမှာမကြေမချမ်းမကြေမနပ်ဖြစ်နေတဲ့ခံစားမှုခံပြင်းမှုတစ်ခုအဲ့ဒီခံပြင်းနေတာဘယ်သူကြောင့်ခံပြင်းနေတာတုံးဆိုဒေါသနဲ့ရှင်တွဲနေလို့ခံပြင်းနေတာပူလောင်တတ်တဲ့သဘောရှိဒါကြောင့်လို့တောကရှိနေတဲ့ပုဂ္ဂိုလ်တယောက်ဒေါသနဲ့တွဲနေသည့်အတွက်ကြောင့်သူ့ရဲ့စိတ်နှလုံးဟာဘယ်တော့မှမငြိမ်းချမ်းနိုင်ဘူးအဲ့ဒါလို့မငြိမ်းချမ်းတဲ့စိတ်နှလုံးရှိတဲ့ပုဂ္ဂိုလ်ဟာဥစ္စာဒနာတွေကြွယ်ဝလို့အဲ့ဒီစိတ်နှလုံးငြိမ်းချမ်းမလားဆိုချမ်းသာတဲ့လူတွေပိုးပြီးတော့တောကများသေးတယ်ချမ်းသာတဲ့လူရဲ့တောကတွေကဟုတ်လားတခါတရံကြလို့ရှိရင်လမ်းဘေးမှာခွေအိတ်နေတဲ့တရောင်းစားကအိတ်ပျော်သေးတယ်တိုက်ကြီးတာကြီးနဲ့ဟိုမှာအိတ်ရကောင်းကောင်းပေါ်မှာအိတ်တဲ့လူကအိတ်မပျော်ဘူးဘာဖြစ်လို့တောကတွေကြောင့်မို့လို့အိတ်မပျော်ဟိုလူကခွက်ပြောက်မှလည်းမစိုးရအောင်မနဲ့လက်ဖြန့်တောင်းရဒီလူကတော့အကုန်လုံးရှိတာတွေများပါသွားမလားလို့ဆိုတော့ခတ်လိုက်ရတာလဲအချိန်ချင်းเนาะသွားဆန်းလိုက်ရတဲ့ခတ်တာမှတေချာရလားတောကဆိုတာရှိတတ်တဲ့အကြောင်းပြောပြတာเนาะနောက်တည့်ရက်ကြတော့လည်းပဲတွေးလိုက်ရတာချမ်းချမ်းနေရမယ်မဟုတ်ပတ်စံမရှိတဲ့လူကကိစ္စဖြူတရောင်းစားမိုးလင်းအောင်အိတ်သူများတွေထမင်းချက်ပြီးစားတောက်ပြီးလောက်ပြီးဆိုမှထတောင်းကိစ္စမရှိရခိုးလူကတော့ဟဲ့ငါဈေးဖွင့်မှမှီပါမလားဟောက်တယ်တွေများလွတ်သွားမလားဆိုညကတည်းကတွက်ချက်ပြီးတော့အယောင်းဝယ်တွေလုပ်နေရတယ်ဟုတ်ကဲ့လားမအေးချမ်းဘူးချမ်းသာတဲ့လူကလည်းပဲချမ်းသာလို့တောကတွေများတယ်သားသမီးရှိတဲ့ပုဂ္ဂိုလ်ကလည်းသားသမီးတွေရှိလို့တောကတွေများတယ်သားသမီးမရှိလို့တကူရီသမားတွေကလည်းသူများတောကတွေရှာပြီးတော့တွေးပူနေလိုက်သေးတာအဲ့တော့တောကမပါဘဲနဲ့မနေတတ်တဲ့သဘောရှိတယ်ပေါ့သူတွေမြတ်စွာဘုရားကအဲ့ဒီတောကဆိုတာနှလုံးသားရဲ့အပူပဲတဲ့အဲ့ဒီနှလုံးသားရဲ့အပူတောကကိုကျော်လွှားခြင်းတခုတည်းသောနိလန်းကတော့ဟောဒီမဂ္ဂင်၈ပါးအကျင့်တရားပဲနော်တောကပရိဒီဝါနံဆိုရင်ခြင်းငိုကြွေးရခြင်းတို့ကိုသမတိကမာယာကျော်လွှားနိုင်ဖို့ရလဲပဲ
ဧကယနောတကြောင်းဒီသောအယံမေကောအယံမေကောဤမေဧကယနောတကြောင်းဒီသာရှိတဲ့အယံမေကောဤမေကအကျင့်တရားပါပေသည်မြတ်စွာဘုရားတရားပဲရှိတယ်ဘာနည်းနဲ့မှလုံးလို့မရဘူးဒီသောကပြောင်းကဘာမှာသောကပြောင်းတဲ့နီလန်မရှိဘူးချမ်းသာတဲ့လူတွေပိုးပြီးသောကများသေးတယ်ဟုတ်ကဲ့တိုးတက်တဲ့နိုင်ငံတွေဘုန်းကြီးဒီနေ့ကစင်ကာပူကပြန်လာစင်ကာပူနဲ့မလေးရှားအဘိဓမ္မာသင်တန်းသွားပြီးတော့ပို့ချဧပြီလ29ရက်နေ့ကနေပြီးတော့မလေးရှားနိုင်ငံပီနန်မှာတရုတ်ဗုဒ္ဓဘာသာတွေအဘိဓမ္မာသင်တန်းသွားပို့ချအဲဒီကရှေ့ရပို့ချပြီးတဲ့အခါကျတော့မေလ10ရက်နေ့စင်ကာပူသွားစင်ကာပူကလူတွေကြည့်လိုက်တော့ပြေးလွှမ်းနေကြတာကိုသူတို့နိုင်ငံကြီးကတော့တိုးတက်လိုက်တာတော့မပြောနဲ့တော့တိုက်ကြီးတွေအမြင့်ကြီးတွေဘုန်းကြီးကတော့ဘလို့အောင်းမေးလူတွေနေရတာလဲခိုးရီလိုပဲလို့အပေါ်မှာအမြင့်ကြီးမှတက်ပြီးတော့နေကြတာဘာလို့လို့ဆိုတိုက်ခန်းကြီးတွေကတိုက်အမြင့်ကြီးတွေကအထက်30 40အဲ့လိုရှိတာအဲ့ဒါလို့မှနေကြတာအဲ့ဒါအပြေးအလွှားသွားလာလောက်ကိုင်းနေကြမနေ့စောကြီးကလေးကထုတ်လှုပ်ရှားသွားလာနေတယောက်မှအားရမရှိကြဘူးနော်ဒီအလူတွေတော့တော်တော်အားပုံရတယ်လမ်းမေးမှာထိုင်နေကြတာတွေ့တာပဲဟိုမှာလူတွေတော့လမ်းမေးထိုင်တာမတွေ့ဘူးသွားလာလှုပ်ရှားပြီးတော့မနေ့ပိုင်းဆိုရင်ဘုန်းကြီးကတဲ့เจ้าကနေလှမ်းပြီးတော့ကြည့်လိုက်တဲ့အခါကျတော့ကာကြီးတစ်စင်းရောက်နေပြီးမိုးမလင်းသေးဘူးအလုသမားတွေလာစုခေါ်တာအရှိုးနဲ့အထုပ်ကလေးတွေလွယ်ပြီးတော့ထွက်လာပြီးကားပေါ်မှာတက်ပြီးလိုက်သွားလိုက်ကြတာအလုသမားတွေမိုးမလင်းသေးဘူးအလုသွားကြရပြီသောကဆိုတာတော့လူတိုင်းရှိတိုးတက်တဲ့နိုင်ငံတွေလည်းတိုးတက်တဲ့နိုင်ငံမှုရှိကြတယ်နော်အဲ့ဒါလို့သို့တော့ဘလောက်ပဲတိုးတက်တယ်ဘလောက်ပဲဝင်ငွေတွေကောင်းတယ်ဆိုတဲ့လူတွေသောကမရှိဘူးလားဆိုရှိတာပဲသူတို့ပိုများတယ်သောကအဲ့တော့သောကကိုကျော်လွှမ်းနိုင်တာတော့ကဘာမှာဒီပြင်ဆေးမရှိဘူးတဲ့ဗုဒ္ဓမြတ်စွာရဲ့တရားဓမ္မပဲရှိပါတယ်သောကပရိဒေဝနာဆိုရင်ရခြင်းကိုကြွေရခြင်းလို့ဆိုတဲ့သောကပရိဒေဝတရားတို့သမတိကမယကျော်လွှမ်းနိုင်ဖို့ရလဲပဲဧကယနောတကြောင်းဤသာရှိတဲ့အယမေကောဤမေခင်၈ပါးအကျင့်တရားသာလင်ဖြစ်ပါပေတော့ဣတိဣတဘဂဝါရွှေဘုံတော်သခင်ရှင်တော်မြတ်ဖရာသည်အဝေါစကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေတည်းသောကဆိုတာလူတိုင်းဖြစ်ဖူးကြတယ်သောကဖြစ်လို့ရှိရင်တချို့အများအရသာရှိတယ်လို့များထင်သလားမသိဘူးသောကများလာလို့ရှိရင်ဘာဖြစ်လဲပရိဒေဝမျက်လုံးကနေပြီးတော့ပေါက်နဲ့ကျလာတာအရည်တွေထွက်လာမျက်ရည်တဲ့ဟုတ်ကဲ့လားသောကတွေကများလာတဲ့အခါကျတော့မျက်လုံးကနေရည်တွေရှံပြီးတော့ထွက်လာတယ်လွန်းလာတဲ့အခါထွက်တာတာမန်သောကကတော့ယင်လေးဖိယုံနေမယ်သိကြီးလာတဲ့အခါကျတော့ယင်ထဲကမဆန့်မဲနဲ့ရည်တွေကနေမျက်လုံးကနေထွက်လာတာအဲ့ဒီသောကတွေပရိဒေဝတွေလွန်မြောက်ခြင်းလို့ရှိရင်မြတ်စွာဘုရားတရားတော်ကလွဲရင်တခြားနိလန်းကဘာမှမရှိပါဘူးနောက်ဒါရင်လားလို့ဆိုတော့လူလောကမှာသောကပရိဒေဝတွေမကဘူးတဲ့ခန္ဓာကိုယ်ရထားတဲ့လူတိုင်းဟိုနာကနာဒီနာကနာတော့ကြခေါင်းကိုက်လိုက်တော့ကြခါကိုက်လိုက်တော့ကြမျက်ရိုးကကိုက်လိုက်တော့ကြသွားကိုက်လိုက်ဆရာဝန်နဲ့กินရတယ်လို့မရှိဘူးစိတ်ဆိုင်နဲ့กินရတယ်လို့မရှိဘူးတရားနာတော့ထိုင်းနေရင်ပဲဟိုနာကနာဒီနာကနာဖြစ်နေတာဟုတ်ကဲ့အဲ့ဒါကိုဒုက္ခလို့ခေါ်တယ်ခန္ဓာကိုယ်မှာဖြစ်နေတဲ့ခံရခက်တဲ့သဘာဝဒုက္ခဆိုတာခဲရင်သီးခံနေရတဲ့အရာတဲ့အောက်နေရတဲ့အရာလို့ဆိုလိုတယ်ကဲတော့သွားကြိုက်လို့အောက်နေရတယ်နားခါကြိုက်လို့အောက်နေရတယ်ဆိုဘယ်ချမ်းသာပါမလို့ချမ်းသာဘူးအဲ့ဒါလို့အောက်ဤနေကြရတဲ့ဆင်းရဲကိုလွန်မြောက်ခြင်းလို့ရှင်လေဟောဒီတရားပဲအထောက်ရမယ်တခါတရံကြတော့ခန္ဓာကိုယ်ကတော့ကျမ်းမာရှိပါရဲ့စားလို့ကောင်းတောင်းလို့ကောင်းအိပ်လို့ကောင်းပဲသို့တော့ဝမ်းနည်းစရာတွေကဖြစ်လာတယ်ကိုမဖြစ်ချင်တာတွေဖြစ်လာတော့ဝမ်းနည်းရမဖြစ်ခင်ကဖြစ်မှစိုးတာကတောက
ဖြစ်လာတဲ့အခါဝမ်းနေရတာကဒေါမနတမတူဘူးနော်ချွတ်တင်ပြီးတော့တွေးပြီးဘာများဖြစ်မှာပါလိမ့်ဘာမှဖြစ်မှာပါလိမ့်ဆိုရင်သားတို့သမီးတို့အိမ်ကနေထွက်သွားရင်ဟဲ့အန္တရာယ်မှကင်းပါမလားအိမ်မှအချိန်မှန်ပြန်ရောက်ကြပါမလားဟောတွေးတချို့ဖွားကြီးတွေများခေါင်းကိုပရိလေးစွတ်လက်ကလေးကပရိလေးကိုင်းလို့အိမ်မောက်ကထိုင်နေတာဖះအာယုံပြုတ်နေတယ်မအောင်မိနဲ့အခုထိမလာသေးဘူးကြာလိုက်တာဆိုပြီးတော့နော်ကင်ထားတာတော့ပတိပဲဒါပေမဲ့လို့ရွတ်နေတာကပတိမဟုတ်ဘူးနော်ဘာဖြစ်ကြားတဲ့ကတောကတွေဖြစ်နေတာအဲ့ဒီတောကတွေကတကယ်ဖြစ်လာပြီဆိုလို့ရှိရင်ဒေါမနတခြေကွဲရမှုဝမ်းနည်းရမှုဆိုတာတွေပေါ်လာတယ်တဲ့စိတ်ဆင်းရဲမှုတွေခံရခန္ဓာကိုယ်မှာဆိုလို့ရှိရင်လူတိုင်းကြုံတွေ့ရတယ်ဝမ်းနည်းမှုတွေခြေကွဲမှုတွေငိုရမှုတွေဆိုတဲ့လူတွေရဲ့လူမှုရေးလူဘဝရောက်လာတဲ့အခါမှာကိုယ်ကြောင့်ပဲဖြစ်စေသူ့ကြောင့်ပဲဖြစ်စေပတ်ဝန်းကြောင့်ပဲဖြစ်စေပတ်ဝန်းကျင်ကြောင့်ပဲဖြစ်စေတခုခုကြောင့်တောကဆိုတာဖြစ်ကြရတယ်ဒုက္ခဆိုတာဖြစ်ကြရတယ်ဝမ်းနည်းခြေကွဲမှုတွေဖြစ်လို့ငိုရတယ်ဆိုတာလဲလူတိုင်းကြုံကြရအဲ့ဒါတွေလွတ်ခင်းကျင်လို့ရှိရင်ဘယ်လိုပဲစီးပွားရေးတိုးတက်ဘယ်လိုပဲပညာတွေကောင်းဘယ်လိုပဲယာရုတွေတိုးမလွန်မြောက်နိုင်ဘူးတဲ့လွန်မြောက်နိုင်တဲ့နိလန်းကတော့မြတ်စွာဘုရားရဲ့တရားပဲရှိတယ်တဲ့နော်ဒုက္ခဒေါမနတဏံကိုဆင်းရဲခြင်းစိတ်ဆင်းရဲခြင်းလို့ဆိုတဲ့ဒုက္ခဒေါမနတတရားတို့ရဲ့အထင်ကမာယာထာဝရချုပ်ငြိမ်းသွားဖို့ရလည်းပဲဧကယနောတတွယ်ရီသာရှိတဲ့အရာမဲ့ကောဤမဲ့ခင်ရှိပါအကျင့်တရားပါပေသည်ဟူ၍ဘဂဝါရှိခုံတော်သခင်ရှင်တော်မြတ်ဖရာသည်အဝေါစကောင်းစွာမသိဟောကြားတော်မူခဲ့ပါပေတည်းမြတ်စွာဘုရားတရားတော်တွေကမကောင်းတာတွေကလွန်မြောက်နိုင်တယ်။ဘာတွေမကောင်းတာတွေနေ့စဉ်နဲ့မြပူပန်းနေရတဲ့တောကမဖြစ်လာတဲ့နေရာတွေတွေးပြီးတော့ပူပန်းနေရတာလက်လွတ်ဆုံးရှုံးသွားမှတွေးရတဲ့ပူပန်းနေရတဲ့တောကအဲ့ဒီလိုတောကတရားတွေငိုရတဲ့ပရိဒေဝတရားတွေခန္ဓာကိုယ်ကြီးဒုက္ခရောက်လို့ဒုက္ခဖြစ်ရတဲ့တရားတွေဒေါမနတစိတ်ညစ်ရတဲ့တရားတွေအဲ့ဒီနှလုံးသားရဲ့အပူတွေကိုဟောဒီတရားကဖယ်ရှားပြစ်နိုင်တယ်ကဲဒါဖြင့်ဒီတရားတော်ဟာနှလုံးသားရဲ့အပူကိုသာဖယ်ရှားပြစ်နိုင်ပြီးတော့အခြားဟာကိုမပေးစွမ်းနိုင်ဘူးလားလို့ဆိုတော့မြတ်စွာဘုရားကညာယတာဒီကမာယနိဗ္ဗာနတသစ္စိကရိယာယညာယတနိဗ္ဗာန်ကိုရောက်ကြောင်းဖြစ်တဲ့အကျင့်ကောင်းကိုအဓိကမာယတွေးရှိဖို့ရလဲပဲလူတိုင်းဟာတောကတွေကင်းဖို့ကြိုးစားကြတယ်မကင်းနိုင်ဘူးဒါဖြင့်တောကကင်းတဲ့နေရာဘယ်မှာတော့ဆိုနိဗ္ဗာန်အဲ့ဒီနိဗ္ဗာန်ကိုဘယ်လိုသွားမှာတော့ဆိုလမ်းရှာမတွေ့တော့ဟုတ်ကဲ့အဲ့ဒီလမ်းရှာတွေးဖို့ရလမ်းကိုတွေးဖို့ရလည်းပဲဟောတာအကျင့်တစ်ခုပဲနော်ညာယတနိဗ္ဗာန်ကိုရောက်ကြောင်းဖြစ်တဲ့အကျင့်ကောင်းတရားကိုအဓိကမာယာရရှိသိရှိတွေ့ရှိဖို့ရလည်းပဲအယမေဝဧကယနောတခုရီသာဖြစ်တဲ့အယမေဝမိခောဤမဂ္ဂင်ရှိပါအကျင့်တရားဘာပေတိဟု၍ဘဂဝါရှိဘုံတော်သခင်ရှင်တော်မြတ်ဖရာသည်အဝေါစကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေတည်းတောကတွေခင်းပြီးတော့ငြိမ်းချမ်းတဲ့ထာဝရငြိမ်းချမ်းတဲ့စခန်းကိုရောက်ချင်လို့ရှိရင်လမ်းစဘယ်မှာရှာရမလို့ဆိုရင်ဟောတာပဲတဲ့ဒီလမ်းကြောင်းကပဲရှောင်းတဲ့လမ်းတွေ့လိုက်မယ်လမ်းတွေ့ပြီးတက္ကလာနောက်ဆုံးအငြိမ့်တကြီးကိုထာဝရခုံလုံရမယ်နိဗ္ဗာန်ကိုမျက်မှောက်ပြုဖို့ရလဲပဲနိဗ္ဗာန်ကိုတော့ဘာနဲ့မျက်မှောက်ပြုရမလဲဆိုရင်ဟောဒီတရားနဲ့ပဲမျက်မှောက်ပြုရမယ်နိဗ္ဗာန်တနိဗ္ဗာန်ကိုသစ္စိကရိယာယမျက်မှောက်ပြုဖို့ရလဲပဲဧကာယနောတကြောင်ဤသာဖြစ်တဲ့ယမေဝအမေကောဤမဂ္ဂင်၈ပါးကျင့်တရားဘာပေတိဟု၍ဘဂဝါရှိဘုံတော်သခင်ရှင်တော်မြတ်ဖရာသည်အဝေါစကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေတည်းလောကကြီးမှာထာဝရအငြိမ့်တတ်တွေကိုပေးပြီးတော့ဆင်းရဲဒုက္ခတွေကျော်လွှမ်းသွားနိုင်တဲ့ဒီတခုရီတော်တရားတဲ့နော်
ဒါကြောင့်မို့လို့ဒီတစ်ခုတည်းသောတရားကိုအမြတ်ရည်စင်လို့ပြောတာပါမြတ်စွာဘုရားသခင်ကိုရောမြတ်လက်ထက်တော်ခါကာလတုန်းကမြတ်စွာဘုရားနဲ့အလွန်တရာမှယဉ်နှီးတဲ့ဘက်ကတိုင်းကသုတုမာရဂိရမြို့မှာနေတဲ့တက္ကကြီးတဦးအမည်နာမကိုတော့သားရဲ့နာမည်နဲ့ပဲခေါ်တယ်သူ့ကိုနကုလပိတာတဲ့နကုလရဲ့ဖခင်လို့ဒီလိုပဲသိကြတယ်နော်သားရဲ့နာမည်နဲ့တွဲပြီးတော့ခေါ်တာနကုလရဲ့ဖခင်အဲ့ဒီတက္ကကြီးကဗုဒ္ဓမြတ်စွာနဲ့အလွန်တရာယဉ်နှီးတယ်ဒကမာကြီးကိုလည်းပဲသားရဲ့နာမည်နဲ့ပဲနကုလမာတာနကုလရဲ့မိခင်လို့ဒီလိုခေါ်တယ်အဲ့ဒီတက္ကကြီးနဲ့ဒကမာကြီးဟာအသက်အရွယ်ကြီးတော့ဒီနေ့ကျတော့ဒကာကြီးကအသက်ကြီးပြီဆိုတဲ့လူတယောက်ဟာအသက်ကြီးတဲ့လူတိုင်းသိပါတယ်ကျမ်းမာရေးဆိုတာကောင်းလာတယ်လို့မရှိဘူးဘုန်းကြီးမလေးရှားသွားတော့ကသတင်းစာထဲဖတ်လိုက်ရမလေးရှားနိုင်ငံကလူတွေတက်တန်းတိုးပါတယ်တဲ့တက်တန်းဘယ်လောက်ထိအောင်ရှိတုံးဖြမ်းဖြမ်းတက်တန်းတွေးလိုက်တဲ့အခါကျတော့85တက်တန်းရှိတယ်အဲ့ဒီ85ထဲမှာ45နှစ်လောက်ကမကျန်းဘဝနဲ့အသက်ရှင်နေကြရတာတဲ့အသက်30လောက်ပဲကောင်းကောင်းကျန်းကျန်းမာရှိတယ်အသက်ရှည်ပေမဲ့လို့မကျန်းတဲ့နှစ်ကများနေကြတယ်ဟုတ်ကဲ့လားကိုလည်းကြည့်ပေါ့အသက်ရွယ်ကြီးတဲ့လူတွေပြောလို့ရှိကြတယ်တော်များများအေးငယ်တုန်းကလို့စားမကောင်းတချို့ကတော့တလွဲကိုသွားတွေးထပါရဲ့ငယ်တုန်းကတော့တို့ငယ်တုန်းကစားရတဲ့မုံတွေကခေါင်းတာခုခေတ်ကမုံကမကောင်းဘူးနဲ့ထင်ကြတယ်မဟုတ်ကိုရှာပြက်သွားတာဟုတ်ကဲ့ရှာပြက်သွားတာလဲထက်တွက်အောင်နော်ငယ်တုန်းကမုံကကောင်းတာမဟုတ်ဘူးရှာကခေါင်းနေတာဘာလေးစားလိုက်ကောင်းနေတာကြီးတော့ဆုပ်ယုပ်သွားတဲ့အခါကျဘယ်ဟာလေးမှအရသာမတွေ့နိုင်တော့ဘူးနော်အဲ့တော့လူလောကမှာအပျော်ရွှင်ဆုံးကျမ်းမာနဲ့နေနိုင်လို့ရှိရင်နေရတဲ့ဘဝလေးဟာကြည့်မယ်ဆိုရင်အသက်30 40ဟိုဘက်ကျရင်တိတ်မဟုတ်ချင်ကြတော့ဘူးအဲ့တော့အသက်ရှင်နေပြီမဲ့လို့ကျမ်းမာနဲ့အသက်ရှင်တာမျိုးမဟုတ်သည့်အတွက်ကြောင့်လူဘဝဟာငြိမ်းချမ်းတယ်အသက်ရှိတယ်လို့ပြောရယုံပဲရှိတယ်နော်အသက်မရှိဘူးအေးဒါကြောင့်မို့လို့ဟောဒီတက္ကကြီးကလည်းအသက်အမတန်ကြီးလာတဲ့အခါကျတော့တနေ့တော့မြတ်စွာဘုရားစီလာမကျမ်းမာဖြစ်ပြီးတော့ဘုရားစီမရောက်နိုင်ဘူးမရောက်နိုင်တဲ့အခါနောက်ပိုင်းမှာဘုရားစီရောက်လာပြီးတော့ဘုရားလျှောက်တယ်အရှင်ဘုရားတဲ့တပည့်တော်အသက်အရွယ်ကြီးတဲ့အဖိုးကြီးဖြစ်နေပါပြီတဲ့အသက်ကလည်းအမတန်ကြီးခန္ဓာကိုယ်ကလည်းမကျမ်းမာဘူးဗျာတဲ့ဒီလိုပဲရှောင်းလို့ရှိတာပဲတခါကြီးတွေအသက်ကြီးတဲ့ပုဂ္ဂိုလ်တွေတပည့်တော်ဒူးမကောင်းမှုကြောဒါကြောင့်မို့လို့ကြောင်းမလာနိုင်ဘူးလို့ဆိုတဲ့တခါကြီးတွေလည်းတွေ့ဘူးတာပဲเนาะတခါတော့ကတော့တခါကြီးတယောက်တွေ့တော့ဘုန်းကြီးကတခါကြီးကျမ်းမာရဲ့လားလို့မေးတော့ရှင်ဘုရားလူကတော့ကျမ်းမာပါတယ်ဒူးကမကျမ်းမာဘူးတဲ့တခါကြီးဒူးကလူထဲမပါဘူးလားလို့ဘုန်းကြီးကမေးတော့ तू မဖြေဘူးရည်နေတယ်လူများကအဲ့ဒါလို့လူနဲ့ဒူးနဲ့လည်းခွဲတတ်သေးတယ်နော်လူကတော့ကျမ်းမာပါတယ်တဲ့ပြောလိုက်သေးတာနော်လူကတော့ကျမ်းမာပါတယ်ဒူးကမကျမ်းမာဒူးကမကောင်းဒါရင်ဒူးကလူထဲမပါဘူးဆိုအတိတ်ပဲရောက်အဲ့ဒါလို့ကြမ်းကြမ်းဖန်ဖန်ပြောတဲ့လူမျိုးကလည်းရှိသေးတာဟုတ်အေးဒီနကုလပိဋကတက္ကကြီးကတော့မြတ်စွာဘုရားစီလာအရှင်ဘုရားတပည့်တော်အသက်ရွယ်ကြီးလို့အဖိုးကြီးဖြစ်နေပါပြီဗျာတဲ့ခန္ဓာကိုယ်ကလည်းအမြဲတမ်းနာကျင်နှိပ်စက်နေတယ်စားလို့ကလည်းမကောင်းသွားလို့ကလည်းမကောင်းမကျမ်းမာဖြစ်တော့အရှင်ဘုရားတို့စီလည်းအမြဲတမ်းမလာနိုင်ဘူးဗျာတဲ့တန်ဃာတော်တွေစီလည်းမကြမလာနိုင်ဘူးဗျာအခုတပည့်တော်လာနိုင်တဲ့အချိန်လေးတပည့်တော်ကိုအကျိုးရှိရာအကျိုးရှိကြောင်းဆုံးမဩဝါဒလေးပေးစမ်းပါဦးဗျာတဲ့ဘလောက်ကောင်းလို့သူလျှောက်ပုံပါနော်ဆရာတော်ကြီးတွေနဲ့တွေ့တဲ့အခါကျအဲ့လိုရှောက်တပည့်တော်တို့အမြဲတမ်းမလာနိုင်ဘူးဗျာရောက်တဲ့အချိန်လေးဆရာတော်ဆုံးမပါဗျာလို့ဒီလိုရှောက်ရမယ်ခေါဒီတက္ကကြီးကအလျှောက်ထားအမတန်လိမ္မာတယ်တပည့်တော်ရှင်ဘုရားလာနိုင်တဲ့အခိုက်လေးအကျိုးရှိရာရှိကြောင်းဆုံးမဩဝါဒချီးမြှင့်တော်မူပါဗျာလို့ဆိုတော့မြတ်စွာဘုရားကသူပြောတဲ့စကားလေးကိုကောက်ပြီးတော့
ဧဝမေတံဂါပတိဧဝမေတံဂဟပတိအတုရောဟယံဂဗတိကာယောအန္တဘုဒ္ဓပရိယောနတ္တောဂါပတိဩတကာကြီးဧဝမေတံပြောတဲ့အတိုင်းမှန်လှပါပြီဧဝမေတံသင်ပြောတဲ့အတိုင်းမှန်လှပါပြီအယံကာယောဤခန္ဓာကိုယ်ကြီးဆိုတာအတုရအမြဲတမ်းနာကျင်နေတဲ့ခန္ဓာကိုယ်ကြီးသာဖြစ်တယ်အသက်ကြီးမှမဟုတ်ပါဘူးတဲ့တကာကြီးကအသက်ကြီးလို့နာတယ်လို့ထင်နေတာပါတဲ့ခန္ဓာကိုယ်ရဲ့သဘာဝကိုကအမြဲတမ်းနာကလေးလေးလည်းနာတာပဲတဲ့ဟုတ်ကဲ့လားခန္ဓာကိုယ်ရထားတဲ့ပုဂ္ဂိုလ်ကကိုယ်ခန္ဓာကိုယ်လေးကိုပြန်အာယုံစိုက်ပြီးတော့ကြည့်လိုက်ကြာကြာလေးထိုင်လို့ရှိရင်ခါးတဲ့ကညောင်းဒူးတဲ့ကညောင်းဝေဒနာကိုဣရိယာပုတ်နဲ့ဖုံးကွယ်ထားတယ်လို့ပြောတာထိုင်တာညောင်းတော့ထလိုက်ထတာညောင်းလာတော့လမ်းလျှောက်လိုက်လမ်းလျှောက်တာညာတော့ထိုင်လိုက်ပြန်ထိုင်နေတာညောင်းတော့လှဲ့အိတ်လိုက်တယ်ဟောလို့အပြောင်းအလဲလုံနေသည့်အတွက်ကြောင့်အနည်း30 40 50 60 80 80 100ထိအောင်ခန္ဓာကိုယ်ကြီးသဲလာတာကဲတခုတည်းနဲ့နေမယ်ဆိုရင်ဒီခန္ဓာကိုယ်ကြီးပြိုလဲမသွားဘူးလားအိတ်ကြီးပဲနေသမ်းမှာပြိုလဲသွားမှာပေါ့ဣရိယာပုတ်လေးနဲ့ပြောင်းပြီးတော့ဟုတ်လားလူကြီးတွေပြောကြတယ်ဟဲ့အညောင်းပြေညာပြေလမ်းလေးလျှောက်လိုက်အောင်ဆိုတာအညောင်းပြေအောင်လို့ဆိုတာဒုက္ခကိုပြေအောင်လို့ခိုင်းတာပဲမင်းကလည်းအိတ်ကြီးမနေနဲ့လမ်းလေးလျှောက်လိုက်အောင်မင်းကလည်းလမ်းကြီးမလျှောက်နဲ့နားလိုက်အောင်ဟောဒုက္ခကိုဖုံးကွယ်ခိုင်းနေတာနော်ဘာဖြစ်လို့တော့ဆိုခန္ဓာကိုယ်ကြီးကဒုက္ခအယံကာယောဤခန္ဓာကိုယ်ကြီးဆိုတာအတုရောအမြဲတမ်းနာကျင်နေတဲ့ခန္ဓာကိုယ်ကြီးပါအန္တဘုဒ္ဓကျက်ငဲ့ကျက်ဥငဲ့ဥကလေးလူကွဲသွားနိုင်တဲ့ခန္ဓာကိုယ်ကြီးပါခန္ဓာကိုယ်ကြီးကိုမြတ်စွာဘုရားကကျက်ဥနဲ့တူတယ်တဲ့ကျက်ဥဆိုတာကဘောလုံးကလေးလိုပြစ်ပေါက်ပြီးကစားလို့ရပါ့မလားမရပါဘူးဗျာကျဲဥဝယ်တဲ့လူတိတ်တိထားရတယ်ဈေးသွားရင်တွကြကွဲမှစိုးလို့ဟုတ်ကဲ့လားကွဲသွားနိုင်တယ်လွယ်လွယ်လေးအေးကျဲဥကွဲတာတော့လူတိုင်းသိတယ်လဲသွားရင်ရောဒူးမကွဲဘူးလားကွဲပါဗျာဒူးကွဲတာတော့အယိုးကျိုးလို့တယ်ဟုတ်လားလဲလို့အယိုးကျိုးလို့ဆိုဆေးုံရောက်လို့ရောက်နော်ခလုတ်လေးမတိုင်လိုက်နဲ့သွေးတွေထွက်လာအဲ့တော့ခန္ဓာကိုယ်ကြီးကလည်းကျက်ဥနဲ့ဘာထူးသေးတော့အထိကိမခံဘူးထိလိုက်တာနဲ့တကြိုင်နဲ့သွေးလေးထွက်လာကွဲသွားပြီဟုတ်ကဲ့လားလဲလို့တဲ့တောင်တွေကွဲလာတဲ့သွားကျိုးသွားတဲ့နော်ပေါင်ကျိုးသွားတဲ့ခြေထောက်ကျိုးသွားတဲ့ဆိုတဲ့ဆေးရုံတွေမှာသွားကြည့်ရင်ဘယ်နာချော်လဲလို့တဲ့ရေချိုးကန်းနဲ့ချော်လဲလို့တဲ့အိမ်သားနဲ့ချော်လဲလို့တဲ့ဆိုတဲ့သတင်းတွေအများကြီးပဲနော်အလဲမခံဘူးတဲ့ကျဲဥဟာအလွတ်ကြမခံတယ်လို့ပဲခန္ဓာကိုယ်ကြီးဟာလည်းပဲအလဲမခံဘူးလဲတဲ့နဲ့တရားနဲ့ကျိုးသွားမယ်ကွဲသွားမယ်အန္တဘုဒ္ဓကျဲဥငဲ့ဥလေးလိုခိုင်ကညင်မရှိပါဘူးအထက်ကရာဆရာကြီးကတွေးပြီးတော့ပြတယ်တို့တရားနာပရိသတ်တွေလည်းတွေးကြည့်လိုက်ပေါ့ကျဲဥငဲ့ဥကလေးကခန္ဓာကိုယ်ရဲ့တောင်မာတယ်လို့ပြောရအောင်ပဲတဲ့ဘာဖြစ်လို့တော့ဆိုတော့ကျဲဥငဲ့ဥကလေးကိုချင်းကလေးတွေကဖောက်ပြီးတော့မစုံနိုင်ဘူးတဲ့ဟုတ်ကဲ့လားခန္ဓာကိုယ်ကြတော့ချင်းကရောဂျဘိုးကရောနော်ခန္ဓာကိုယ်ထဲရှိတဲ့သွေးကိုအလွယ်တကူစုပ်တောက်လို့ရချင်းရဲ့နှုတ်သီးပြော့ပြော့လေးနဲ့ထိုးလိုက်တာနဲ့ခန္ဓာကိုယ်ကပေါက်သွားတာပရိယောနာတော်အမတန်ပန်းလွားတဲ့အရေးလေးနဲ့ဖုံးထားတာခန္ဓာကိုယ်ကြီးဆိုတာကျက်ဥငဲ့ဥလို့အထိကိမခံဘူးအမတန်ပန်းလွားတဲ့အရေးလေးနဲ့ဖုံးထားတာအတုရောဟယံဂါပတိကာယောအန္တဘုဒ္ဓပရိယောနတ္တောခန္ဓာကိုယ်ရဲ့သဘောကိုမြတ်စွာဘုရားသခင်ကစကလုံးလေး၃လုံးနဲ့သုံးပြထားတာအတုရောနာကျင်နေတယ်အန္တဘုဒ္ဓကျက်ဥငဲ့ဥလို့မခိုင်မာဘူးပရိယောနတ္တောအရေးပါးလေးနဲ့ဖုံးအုပ်ထားတဲ့အရာသာဖြစ်တယ်လို့မြတ်စွာဘုရားကဒီလိုဟောတာနော်ကိုယ်ခန္ဓာကိုယ်ရဲ့ကိုစိတ်ရောက်ပြီးတော့ကြည့်ကဲမြတ်စွာဘုရားသခင်ကိုရောမြတ်ကယောဟိကိုစီဂဟပတိဣမံကာယံပရိဟရန္တောမုဟတံပိအရောကျံပတိဇာနေယခိမေညတရပါလယဂါပတိဥဒယကာကြီးရောခြင်းပုဂ္ဂိုလ်သည်ဣမံကာယံယခုကဲ့သို့မခိုင်မာတဲ့ခန္ဓာကိုယ်ပရိဟရန္တောထမ်းရွက်ထားရသူဖြစ်ပါလျက်မုဟုတ်တံပိတခဏကလေးများလည်းအာရောကျံငါကြမ်းပါတယ်ဟူ၍ပတိဇာနေယဝန်ခံပြောကြ냐လူတွေကပြောကြတယ်တယောက်တွေ့လဲနေကောင်းလားကောင်းပါလေပြောကြတာပဲဒါထုံးစံလို့ဖြစ်နေနော်
ကျမ်းမာရလားဆိုကျမ်းမာပါတယ်တောင်းတောင်းပြီးတချို့အောင်မလေးဆေးကတော့မသွားဘူးရစားတော့မရဘူးနဲ့ကိုမာနဖြစ်လိုက်တာနော်နှာဆိုမစည်းဘူးတဲ့ဘယ်ဆရာဝန်စီမှလည်းမသွားဘူးတဲ့ကျမ်းမာရေးကောင်းလိုက်တာကောင်းမခဲဘူးနဲ့မြတ်စွာဘုရားကတော့ယောခြင်းပုဂ္ဂိုလ်သည်ဣမံကာယံယခုကဲ့သို့မခိုင်မာတဲ့ခန္ဓာကိုယ်ကြီးကိုပရိဟရံတော်ထမ်းရွက်ထားရသူဖြစ်ပါလေရဲ့မူတံပိတခဏကလေးတစ်စက္ကန့်ပိုင်းကလေးများအာရောဇံကျမ်းမာပါれဟူ၍ပဋိဇာနေယဝန်ခံပြောကြညာကိမညတရပါလျာမတိမလိမ္မာမိုက်မဲခြင်းဆိုတဲ့အကြောင်းကအလွယ်၍အခြားအကြောင်းပါရှိမှလဲခန္ဓာကိုယ်ကြီးအကြောင်းမသိလို့ရမ်းပြောနေတာတဲ့မိုက်လို့ပြောတာလို့ပြောတာဟုတ်ကဲ့လားမသိလို့ကျမ်းမာတယ်လို့ပြောတာတကယ်ခန္ဓာကိုယ်ကြီးကကျမ်းမာတာမဟုတ်ဘူးတဲ့သိမှန်တာပေါ့နော်ခန္ဓာကိုယ်ကြီးကဘယ်သူခန္ဓာကိုယ်မှကျမ်းမာတာမဟုတ်မြတ်စွာဘုရားသခင်ကိုတော်မြတ်ကဟောဒီခန္ဓာကိုယ်ကြီးရလာတာရုပ်ပဲဖြစ်ဖြစ်ဝေဒနာပဲဖြစ်ဖြစ်တင်ညာပဲဖြစ်ဖြစ်သင်္ခါရပဲဖြစ်ဖြစ်ဝိညာဉ်ပဲဖြစ်ဖြစ်ဘယ်ရာပဲဖြစ်ဖြစ်ခန္ဓာကိုယ်ကြီးဖွဲ့စည်းထားတဲ့ခန္ဓာ၅ပါးလုံးဟာယောဘိကဝေရူပတဥပ္ပါဒောဒုက္ခတေတောဥပ္ပါဒောရောဂနန္ထိတိစရမရဏတပါတုဘာဝောဘေကဝေจิตာယံတို့ရူပသယုတ်တရားရဲ့ယောဥပ္ပါဒောအကျင့်ဖြစ်ပေါ်လာမှုသည်အတ္တိရှိ၏ဧသောဤယုတ်တရားရဲ့ဖြစ်ပေါ်လာမှုသည်ဒုက္ခသာဆင်းရဲဒုက္ခရဲ့ဥပ္ပါဒောဖြစ်ပေါ်လာမှုပါပဲဟောယုတ်ခန္ဓာကြီးရလာတာဘာရတာလဲတော့ဆင်းရဲဒုက္ခကိုရလာတာတဲ့ဒုက္ခရတယ်လို့မထင်နဲ့တဲ့ဒုက္ခရလာတာခန္ဓာကိုယ်ရလာရင်ဒုက္ခရလာတာခံပြီးတော့လို့ဆိုလို့တဲ့ဒုက္ခဆိုတာဒုက္ခေနာခမိတဗ္ဗန္တိဒုက္ခံဒုက္ခေနာဆင်းရဲရဲ့ခမိတဗ္ဗံခံရမယ်ဒုက္ခဆိုတာခံရခက်တာကိုပြောတာခံပြီးတော့လို့ပြောတာဟုတ်ကဲ့လားအံကြိတ်ပြီးတော့ခံရတဲ့ဟာကိုဒုက္ခလို့ခေါ်တာပြုံပြုံလေးနဲ့ခံရမှာပြောတာမဟုတ်ဘူးနော်အေးဒုက္ခဆိုတာအံကြိတ်ပြီးတော့မိတ်ပြီးခံရတဲ့ဒုက္ခမျိုးကိုရလာတာဖြစ်တယ်ဒုက္ခရလာတာမဟုတ်ရောဂနာအနာယောဂတို့ရဲ့ထိတိတီလာမှုပဲယုတ်တရားကြီးရလာတာဟာဒုက္ခကြီးရလာတာဒုက္ခကြီးဖြစ်လာတာလေယောဂတွေပေါ်လာတာပဲအေးတချို့ကထင်ကြတယ်ဘာယောဂမှမရှိဘူးလို့ထင်တယ် medical check up သွားပြီးတော့ဆေးသွားစစ်တယ်ဆေးသွားစစ်တော့ဆေးထဲမှာအဖြေထွက်လာတယ်တဲ့ diagnose ဆိုတာဘာယောဂမှမရှိဘူးဆိုပြောလို့လူတွေမပြောဘူးလားလူတိုင်းလူရဲ့သဘာဝပြောလာအေးဆရာဝန်ကပြောလိုက်တဲ့ကင်ဆာရှိတဲ့ဆိုရင်ဘယ်လိုဖြစ်ကြံစိတ်ကြီးစိတ်ဓာတ်တွေကျသွားပြန်ဒိုင်ယာဘစ်တိတဲ့နော်ဆီချိုယောဂရှိနေတဲ့ blood pressure high blood pressure သွေးတိုးယောဂရှိနေပြန်ပြီတဲ့စစ်လိုက်ပြန်နော် hypertension ABC ပိုးရှိနေပြန်ပြီ A ပိုးရှိတယ် C ပိုးရှိတယ် B ပိုးရှိတယ်ဟောစိတ်ဓာတ်တွေကျလာဆရာဝန်အဖြေပေါ်မှာဘာယောဂမှမရှိဘူးဆိုတဲ့လူကလည်းသူကငါဘာယောဂမှမရှိဘူးကျမ်းပါတယ်လှုပ်ချင်တာလှုပ်ပဲလို့စိတ်ကအောင်းမေ့သွားဟုတ်ကဲ့ခိုးလူကလည်းငါယောဂဖြစ်ပြီးသေတော့မှာပဲလို့ဆိုပြီးတော့စိတ်ဓာတ်တွေကျသွားတယ်ဒီနှစ်ဦးစလုံးကမမှန်ဘူးအဲ့တော့ဘလို့စိတ်ထားရအောင်ဆရာဝန်ကစစ်လို့ယောဂရှိတယ်ဆိုလဲဝမ်းမနေနဲ့စိတ်ဓာတ်မကျနဲ့ယောဂမရှိဘူးဆိုလဲဝမ်းမသာနဲ့နှစ်ဦးစလုံးဟာသေမဲ့လူကြီးပဲမဟုတ်ဘူးလားဒါကြယောဂရှိတယ်ဆိုတဲ့လူကအသက်ရှည်ပြီးတော့ယောဂမရှိတဲ့လူကပြုတ်ခနဲ့ကောက်သိခြင်းသေသွားသေးတာအဲ့တော့ကိုယ်စိတ်ကိုစဉ်းစားကြည့်ယောဂမရှိဘူးလို့ပြောလို့ဝမ်းသာနေသေးရင်ငါမဟုတ်သေးဘူးယောဂရှိလို့စိတ်ဓာတ်ကျသွားပြီဆိုလည်းငါမဟုတ်သေးဘူးစိတ်ဓာတ်ကျခြင်းဝမ်းသာခြင်းဆိုတဲ့ဒီနှစ်ခုအစွန်းနှစ်ခုကိုရှောင်ပြီးတော့စိတ်ဓာတ်ဟာတည်ငြိမ်မှုရှိရမယ်နော်အဲ့ဒါမှမှန်ကန်တယ်တရားဓမ္မနဲ့ကြည့်ရအေးမြတ်စွာဘုရားသခင်ကိုရောမြတ်ကတော့ခန္ဓာကိုယ်ကြီးရလာတာဟာယောဂရလာတာတဲ့ခန္ဓာကိုယ်ကြီးရှိနေမှတော့ယောဂရှိသေမင်းဆိုတာလည်းတခြားမဟုတ်ဟောဒီခန္ဓာကိုယ်ကြီးခေါ်တာတချို့ကသေမင်းဆိုတာဝေးရလာတာမှလို့တချို့ဖိုးကြီးတွေအသက်မေးမကြိုက်ဘူးဒီကကြီးအသက်ဘယ်လောက်ရှိလဲကိုတော့အသက်မမေးပါနဲ့သေမင်းကြားသွားမှာဆိုပြောတဲ့လူကပဲသေမင်းကြီးဖြစ်နေတယ်နော်ကြားသွားမယ်ဆိုတဲ့လူကပဲအကြားနေပြီ
ုန်းကြီးတော့ကလေးတွေတော့ပြောတယ်မင်းတို့သေမင်းမြင်ဘူးလားဆိုကလေးဆိုမမြင်ဘူးရင်မှန်တာထောင်ကြည့်လိုက်ကွာသေမင်းတွေ့ပါလိမ့်မယ်လို့နော်အေးသေမင်းဆိုတာတခြားမဟုတ်ဟောဒီခန္ဓာကိုယ်ကြီးကိုဝတ္တကလို့မြတ်စွာဘုရားကဟောတာလူတ္တတမတဲ့ခန္ဓာကိုယ်ကြီးကိုရထားတဲ့ခန္ဓာကိုယ်ကကိုယ်တတ္တာသူများလာတတ်တာမဟုတ်ဘူးအေးဒါကြောင့်မို့လို့တရားဓမ္မကိုကြည့်လိုက်မယ်ဆိုရင်မြတ်စွာဘုရားသခင်ကိုရောမြတ်ကဟောဒီခန္ဓာကိုယ်ကြီးကိုရထားတဲ့ပုဂ္ဂိုလ်တိုင်းဟာတခဏလေးပါကြမ်းမာတိုင်းလို့ပြောမယ်ဆိုလို့ရှိရင်မစင်စားမိလို့မိုက်လို့ပြောတာတခြားအကြောင်းကြောင့်မဟုတ်ဘူးတဲ့ तू မသိသေးဘူးတရားနဲ့ပတ်သက်ပြီး तू သိနှုသေးတယ်ပေါ့မင်းဟာတရားနဲ့ပတ်သက်လာရင်မင်းဘာလပဲရှိသေးတယ်ပညာရှိမဖြစ်သေးဘူးတဲ့နော်ကိမညတ္တရဘာလျာတဲ့မြတ်စွာဘုရားကိမညတ္တရဘာလျာဆိုတာဘာလရဲ့အဖြစ်မသိမိုက်မှားမှုမှလွဲပြီးတော့ကိအညတ္တရအခြားအကြောင်းဘာရှိမှလဲတဲ့မသိလို့ပြောတာဟာတဲ့ဒါအဲ့ဒါလို့ပြောပြီးမြတ်စွာဘုရားသခင်ကိုရောမြတ်ကခန္ဓာကိုယ်ဆိုတာအမြဲနာနေတာတခါကြီးအသက်ကြီးလို့နာတာမဟုတ်ဘူးတဲ့မြတ်စွာဘုရားကအေးခန္ဓာကိုယ်နာတယ်ဆိုတာလူတိုင်းခန္ဓာရထားတဲ့လူတိုင်းနဲ့ပတ်သက်တယ်ခန္ဓာကိုယ်နာပေမဲ့လို့မနာအောင်လုပ်ဖို့နိလန်းတစ်ခုရှိတယ်မနာစေရမယ့်ဟာကတော့စိတ်ပဲဒါကြောင့်ဘုရားစွာဘုရားသခင်ကိုရောမြတ်ကတတ္တမတိဟတေဂဟပတိဧဝံတေခိတဗံဂဟပတိဒါယကာကြီးတတ္တမထို့သို့ခန္ဓာကိုယ်ကြီးဟာနာတတ်တဲ့သဘောရှိသောကြောင့်ဒေဒနီဧဝံဤတို့တေခိတဗံကျင့်ကြံကြိုးကုပ်အထုံးရမည်ကိုလေ့ကျင့်လို့ပြောတာနော်တရားဆိုတာသူ့ဟာသူရောက်မလာဘူးလေ့ကျင့်ရမှာကိုယ်စိတ်ကိုလေ့ကျင့်ပေးတဲ့ဘယ်လိုလေ့ကျင့်ပေးရမလဲဆိုရင်အတုရကာယတမေတ္တောစိတ်တံအနာတုရံဘဝိတ္တိအတုရကာယတမေတ္တောခန္ဓာကိုယ်ကြီးနာနေတတ်တဲ့သဘောရှိတဲ့ငါရဲ့စိတ်တံစိတ်ကလေးဒီအနာတုရံဘယ်တော့မှမနာစေရသည်ဘဝိတ္တိဖြစ်ရမည်ခန္ဓာကိုယ်ကြီးနာခြင်းနာပါစေငါစိတ်မနာစေရဘူးလို့ဒီလိုကျင့်တဲ့ကာပတိတက္ကကြီးဧဝံဤသို့တကိတဗံကျင့်ကြံကြိုးကုပ်အထုတ်ရမည်ဟု၍ဘဂဝါရွှေဖုံးတော်သခင်ရှင်တော်မြတ်ဖရာသည်အဝေါစကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေသတည်းစိတ်နာပေမဲ့လို့ခန္ဓာကိုယ်ကြီးနာနေပေမဲ့လို့စိတ်မနာစေနဲ့စိတ်နာမှုကင်းအောင်နေရမယ်ဒီအကျင့်ကိုချင့်ပါလို့ပြောတာနော်တက္ကကြီးကသိသဘောကျသွားတယ်အဲ့ဒီတရားကိုတရားနာပရိသတ်တွေသဘောကျလားမသိတက္ကကြီးကစိတ်ဓာတ်အင်အားတွေတအားရသွားတယ်အေးဟုတ်တာပဲခန္ဓာကိုယ်ကြီးနာတဲ့နောက်ကိုငါလိုက်နေရင်စိတ်နာရာရောက်မှာပေါ့စိတ်နာတယ်ဆိုတာစဉ်းစားကြည့်လေသွားကြိုက်ဖြစ်မှဖြစ်ရလေငါမှကြိုက်ရလေခြင်းဆိုဟောငါသွားကြိုက်တယ်ဆိုဟောစိတ်ကပါစိတ်ညစ်သွားတာစိတ်နာသွားတယ်လို့ခေါ်တာပဲခန္ဓာကိုယ်ကတော့နာမှာပဲသူနာချိန်တန်နာမှာပဲခန္ဓာကိုယ်နာတဲ့နောက်လိုက်ပြီးတော့စိတ်ညစ်နေလို့ရှိရင်စိတ်နာတယ်လို့ခေါ်တာအဲ့ဒါလို့ခန္ဓာကိုယ်နာပေမဲ့လို့စိတ်မနာအောင်ကျင့်ရမယ်လို့ဆိုတဲ့စကားဟာလွယ်လွယ်လေးတော့မမှန်နဲ့မြတ်စွာဘုရားသခင်ကိုရောမြတ်တို့ယဟန္တာတို့ဆိုတာခန္ဓာကိုယ်ကြီးနာကြတာပဲသူတို့လည်းသို့တော့စိတ်မနာဘူးစဉ်းစားကြည့်လေမြတ်စွာဘုရားသခင်ကိုရောမြတ်မှာလည်းပဲအခုတမန်လူတွေလိုပဲမျက်စိရှိတာပဲရှိလိုက်တဲ့မျက်လုံးကချိလိုက်လို့ရှိရင်ကောင်းတာလည်းမြင်မှာပဲမကောင်းတာလည်းမြင်မှာပဲမျက်လုံးဆိုတာကနော်ကဲဘုန်းကြီးတို့တွေကြတော့ကောင်းတာလေးမြင်လိုက်တော့ထပ်ကြည့်ခြင်းနဲ့မကောင်းတာမြင်လိုက်တော့မျက်နှာလွှဲပစ်လိုက်တယ်ကောင်းတာလေးမြင်လို့ထပ်ကြည့်ခြင်းရင်လောဘမကောင်းတာမြင်လိုက်လို့မျက်နှာလွှဲပစ်ခြင်းဒေါသဟောအာယုံလေးတစ်ခုပေါ်မှာဘာနဲ့သွားပြီးတော့လှုပ်လိုက်တုံးဆိုလောဘနဲ့သွားပြီးတော့အဆုံးသတ်လိုက်တယ်ဒေါသနဲ့သွားအဆုံးသတ်လိုက်တယ်ဟောမြတ်စွာဘုရားကြတော့အဲ့လိုမဟုတ်ဘူးမြင်အေးကောင်းရင်ကောင်းတယ်လို့သိလိုက်တယ်မကောင်းရင်မကောင်းဘူးလို့သိလိုက်တယ်ထပ်ကြည့်ခြင်းနဲ့ဆိုတဲ့လောဘဆိုတာမလာဘူးမျက်နှာလွှဲပစ်ခြင်းနဲ့ဆိုတဲ့ဒေါသလည်းမလာတော့ဘူးဘယ်လောက်ငြိမ်းချမ်းလိုက်မလဲလူတွေရဲ့စိတ်ဟာကောင်းတာလေးတွေးလိုက်လို့ရင်ဆိုတော့အယောင်နဲ့ခွဲပြီးတော့ပြောရအောင်စိတ်ကလေးကဖြူနေတာကောင်းတဲ့အာယုန်လေးတွေးလို့ဥပမာပဲလောဘဖြစ်လို့ရှိရင်အစိမ်းဒေါသဖြစ်ရင်အနီဆိုလို့ရှိရင်
ငကောဖြူနေတဲ့စိတ်ကလေးကအကောင်းလေးလည်းတွေးလိုက်ရောထပ်ပြီးတော့ကြည့်ကျင်တော့အစိမ်းရောင်ကလေးဖြစ်သွားတယ်ဟုတ်ကဲ့မကောင်းတဲ့အာယုံမြင်လိုက်တဲ့အခါကျတော့အနီရောင်လေးဖြစ်သွားပြန်ဟောနီလိုက်စိမ့်လိုက်နီလိုက်စိမ့်လိုက်ပဲအဲ့ဒါအဖြူရောင်ကိုတန်းတယ်လို့မရှိတော့ဘူးဟုတ်လားလူတွေရဲ့စိတ်ထဲမှာအစိမ်းရောင်နဲ့အနီရောင်လွှမ်းပြီးတော့နေတာဒီထဲကနေပြီးတော့တခါတရံကြတော့ဒါအဖြစ်များတာကိုပြောတာတခါတရံကြတော့ထိုအာယုံရဲ့သဘာဝကိုမသိလိုက်တဲ့အခါကျတော့အနဲ့ရောင်လွှမ်းသွားလိုက်သေးတယ်နော်မောဟဖြစ်လိုက်တဲ့အခါကျဘာမှမသိလိုက်ကြဘူးအဲ့တော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်အဖြူရောင်ကိုတန်းနဲ့မရှိဘူးအမြဲတမ်းစိတ်ကညစ်နေတာအေးမြတ်စွာဘုရားသခင်ကိုတော်မြတ်လည်းပဲနားရှိတော့ကြားတာပဲအားလုံးဘုန်းကြီးတို့တွေလည်းနားရှိလို့ကြားတယ်ကြားတဲ့အခါမှာตายရတဲ့အတန်လေးဆိုထပ်ပြီးကြားချင်တယ်မตายရတဲ့အတန်ဆိုနားပိတ်ချင်တယ်ဘယ်ဟာတန်တော့ဆူလိုက်တာမပြောလဲစိတ်ထဲကတော့မကျေနပ်ဘူးဟုတ်ကဲ့လားဒီအတန်ကြီးအဲ့တော့ဘာဖြစ်လာတော့ဆိုလောဘနဲ့ဒေါသဒီနှစ်ခုပဲဖြစ်ဒါကြောင့်မို့တတိပဋ္ဌာန်သုံးပါဆိုရင်မြတ်စွာဘုရားကကာယပဲရှုရှုဝေဒနာပဲရှုရှုစိတ်ဓာတ်ပဲရှုရှုဓမ္မပဲရှုရှုရှုတဲ့အာယုန်တွေမှာသူတဘာဝအတိုင်းသိယုံနေထားတဲ့ဝိနေယလောကေအဘိဓါဒေါမနတအဘိဓါဆိုတာအာယုန်တစ်ခုပေါ်မှာနောက်ထပ်ကြီးခြင်းလို့ထပ်ပြီးတော့စိတ်ကူးတာတဲ့ကဲဘုန်းကြီးတို့တွေလှရပတဲ့အာယုန်တစ်ခုမျက်စိကမြင်လိုက်တယ်ตายရတဲ့အတန်လေးကိုနားကကြားလိုက်တယ်မွှေးကြိုင်တဲ့အနံ့လေးကိုနှာခေါင်းကနားလိုက်တယ်ကောင်းတဲ့အရာသာလေးရှာလေးပေါ်မှာတင်လိုက်ရတယ်နုညံ့ဣဆက်တဲ့အရာသာခန္ဓာကိုယ်နဲ့ထိလိုက်ရတယ်ဆိုရင်နောက်ထပ်အဲ့ဒါမျိုးလေးကိုစိတ်မကူဘူးလားအဲ့ဒါကိုအဘိဓါလို့ခေါ်တယ်မနောကံထဲမှာပါတဲ့အဘိဓါဆိုတာသူများပစ္စည်းကိုယ်ပစ္စည်းဖြစ်ခြင်းတဲ့အဘိဓါမဟာတတိပဋ္ဌာန်တုတ်ထဲမှာပါတဲ့အဘိဓါကအဲ့ဒါလို့သူများပစ္စည်းကိုယ်ပစ္စည်းဖြစ်ခြင်းတဲ့အဘိဓါမဟုတ်ဘူးအဘိအာယုန်တို့ရှေးရှုဇာတွေးနေတာတဲ့ကောင်းတာလေးဆိုရင်ထပ်ပြီးတော့လှုပ်ချင်တာရချင်တဲ့အတွေးလေးလို့ဆိုလိုတယ်အဲ့ဒီအတွေးမျိုးလေးတွေမပေါ်စေနဲ့တဲ့မြတ်စွာဘုရားကအာယုန်ကိုအာယုန်သဘောလေးတိုင်ရှုပြီးတော့ဝိနည်းလောကေဗေဇာဒေါမနတံလောကေမိမိမြင်တဲ့လောကရဲ့အပေါ်မှာကာယပဲဖြစ်ဖြစ်ဝေဒနာပဲဖြစ်ဖြစ်စိတ်ဓာတ်ပဲဖြစ်ဖြစ်ဓမ္မပဲဖြစ်ဖြစ်မျက်စိကမြင်ရတဲ့လောကနားကကြားတဲ့လောကနှာခေါင်းကနားရတဲ့လောကလျှာကနေလဲရတဲ့လောကခန္ဓာကိုယ်ကထွေးတဲ့လောကဘယ်လောကအပေါ်မှာပဲဖြစ်ဖြစ်နောက်ထပ်ကြည့်ချင်တဲ့နောက်ထပ်လိုချင်တဲ့အတွေးလေးနဲ့ပြန်ပြီးတော့မကြည့်နဲ့လို့ဆိုလိုတယ်ဟုတ်ကဲ့လားမြင်ယုံလောက်ပဲထားတဲ့အဘိဓါမဖြစ်စေနဲ့ကဲအဘိဓါတင်ဖြစ်ယုံတဲ့အာယုံပေါ်မှာနောက်ထပ်လိုချင်တဲ့အတွေးလေးဖြစ်ယုံနဲ့မကဘူးနောက်ထပ်တွေးခြင်းလိုချင်တဲ့အတွေးလေးတိုင်းနောက်ထပ်ရရင်ခြေနဲ့တယ်မရရင်ဘာဖြစ်ဝမ်းနေသွားပြန်မဖြစ်ဘူးလားစိတ်ထဲကဝမ်းနေမှုဖြစ်သွားတယ်ရနေတဲ့အာယုံလေးပျောက်သွားရင်လည်းဝမ်းနေတယ်မရရင်လည်းပဲမကြည်မနှက်ဖြစ်တယ်ကြည့်ပါလားကက်ဆက်လေးဖွင့်ထားလို့တချင်းလေးနားထောင်ကလေးတွေသွားပိတ်ကြည့်ပါလားစိတ်ဆိုးလိုက်မဲ့ဖြစ်ခြင်းနော်လူမနားထောင်ကောင်းတော့လာပိတ်ရမလားပေါ့အဲ့ဒါဘာတော့ဆိုရင်ဟောဒေါမနတဖြစ်တာခေါ်တယ်နော်မြင်နေတဲ့အာယုံလေးကိုကြည့်နေတဲ့အာယုံလေးတစ်ခုကိုရှေ့ကကွယ်လိုက်လို့ရှိရင်လည်းဟောစိတ်ဆိုးကြအဲ့ဒါကိုမြတ်စွာဘုရားကဟောတာဝိနည်းလောကေဗေဇာဒေါမနတံလောကေမိမိမြင်နေရတဲ့လောကကြားနေရတဲ့လောကနာရှုရတဲ့လောကအယတခံရတဲ့လောကထိတွေ့တဲ့လောကအပေါ်မှာအဘိဓါဒေါမနတံရှေးရှုတွေးကြံခြင်းလို့ဆိုတဲ့အဘိဓါမရလို့ဆုံးရှုံးသွားလို့ဝမ်းနည်းရခြင်းလို့ဆိုတဲ့ဒေါမနတကိုဝိနည်းပယ်ဖြောက်၍အဲ့ဒါမဖြစ်စေနဲ့လို့ပြောတာအဲ့ဒါမဖြစ်စေနဲ့လို့ဆိုတော့ဘုန်းကြီးတို့တွေဟာအာယုံမြင်တိုင်းတွေ့တိုင်းကြံတိုင်းအဲ့ဒါတွေဖြစ်နေတယ်ဆိုတဲ့အဓိပ္ပာယ်မရောက်ဘူးလားရောက်မရောက်ကိုယ့်ဘက်ကိုစဉ်းစားကြည့်ရမှာပေါ့အဲ့ဒီနှစ်ခုလုံးမဖြစ်အောင်တရားအားထုတ်တယ်ဆိုတာအဲ့ဒါပဲနော်တချို့ကတရားအားထုတ်တယ်ဆိုတာသွားပြီးရိတ်တာမှာထိုင်ပြီးတော့ဒီလိုနေမှတရားအားထုတ်တယ်မဟုတ်ဘူးမြင်တဲ့အာယုံလေးတွေပေါ်မှာလောဘမဖြစ်အောင်ထိန်းရမယ်ဒေါသမဖြစ်အောင်ဘယ်နေရာပဲဖြစ်ဖြစ်ဈေးအောင်ရင်လည်းအားထုတ်လို့ရတယ်ဆွမ်းချက်ရင်လည်းအားထုတ်လို့ရတယ်ထမင်းချက်ရင်လည်းအားထုတ်လို့ရအလုပ်လုပ်ရင်လည်းအားထုတ်လို့ရတယ်ဝိပဿနာရှင်းတော့ကထေရိကာဆိုတဲ့ထေရီမတယောက်မြတ်စွာဘုရားကြောင်းသွားတရားနာ
ဘုရားဟောလိုက်တဲ့တရားစိတ်ထဲမှာဆွဲပြီးတော့အိမ်ရှင်မပြီးပြီးဤဖို့တဲ့ဝင်ထမင်းချက်တဲ့အခါကျတော့အဲ့ဒီနေရာကစွန်းရွက်ကြော်ထမရဲ့ကစွန်းရွက်တွေလက်လက်ဆက်ဆက်တွေဆေးကြောပြီးတော့ဒဲအိုးတဲ့တဲစီကလေးနဲ့ကြက်သွန်လေးနဲ့နှက်ထားပြီးတော့ကစွန်းရွက်တွေထည့်ပြီးတော့2မွေ3မွေမှွန်လိုက်တဲ့အခါကျတော့ကစွန်းရွက်တွေပါဖြစ်သွားကစွန်းရွက်တွေကညှိုးပြီးတော့ကျသွားတယ်အဲ့ဒါကို तू ကဘယ်လိုအာယုံယူလိုက်တုံးဆိုတော့ခြေစမ်းခုနကလက်လက်ဆက်ဆက်ကစွန်းရွက်တွေအခုညှိုးပြီးတော့ညိုသွားလိုက်တာဟောမမြဲပါလားငါခန္ဓာကိုယ်ကြီးလဲခုနလေးကလမ်းအခုချိန်ညိုဒီလိုပဲနေမှာပဲလို့တွေးလိုက်တာနဲ့အနာဂံဖြစ်သွားတယ်တရားဆိုတာအဲ့ဒီမှာလဲတွေ့နိုင်တယ်နော်နေရတကမှာနှလုံးသွင်းတတ်လို့ရှိရင်တရားရနိုင်တယ်ဆိုတာကိုမှတ်ထားဖို့ပေါ့နော်အေးအဲ့တော့တွေ့လာတဲ့အာယုန်ဒီပေါ်မှာလောဘမဖြစ်အောင်ထိန်းဒေါဝမ်းနည်းမှုဆိုတဲ့ဒေါမနတတွေမဖြစ်အောင်ထိန်းမှုလို့မြတ်စွာဘုရားမဟာသတိပ္ပံသုံးပါဟောအေးဒါကြောင့်မို့လို့ခန္ဓာကိုယ်နာပေမဲ့လို့စိတ်မနာစေနဲ့ဆိုတာအဲ့ဒီလိုလုပ်ဖို့ပြောတာနော်ခန္ဓာကိုယ်နာပေမဲ့လို့စိတ်မနာအောင်ဘယ်လိုလုပ်မလဲလို့ဆိုရင်မျက်စိကအမြင်လာတဲ့အခါမှာလောဘမဖြစ်နဲ့လောဘဖြစ်ရင်စိတ်နာတယ်ဒေါသမဖြစ်နဲ့ဒေါသဖြစ်လို့ရှိရင်စိတ်အနာရသွားတယ်မောဟမဖြစ်နဲ့ဖြစ်လို့ရှိရင်စိတ်အနာရသွားလိမ့်မယ်အေးဒါရင်မကဘူးပုရုဇဉ်နေဆိုတော့မာနလေးရလဲလာလိုက်သေးတယ်ဟုတ်ကလားအိတ်သားလေးရလဲလာလိုက်သေးတယ်မေစရိယကလာလိုက်သေးတယ်ကိုကြည့်ပြီးတော့ငါလို့ကိုယ့်အရေးချင်းကိုရှင်းနှက်သွားလို့ရှိရင်ဒါမာနလို့ခေါ်တာပဲမာနဆိုတာကိုယ့်အရေးချင်းလေးကိုရှင်းနှက်တာကိုယ့်အရေးချင်းလေးကိုအာယုံပြုတ်ပြီးတော့မတွေးကြဘူးလားလူတွေတခါတလေပြောတာလေအေးငါအတွေ့သိကောင်းတာပဲငါလှုပ်တာလေးကကောင်းလိုက်တာနဲ့ဆိုပြီးတော့ကိုယ့်အရေးချင်းလေးကိုရှင်းနှက်သွားအဲ့ဒါလဲမာနလို့ခေါ်တယ်တခါတလေကျတယ်ငါနဲ့တော့ညံ့လိုက်တာဒါလဲမာနပဲတဲ့မာနကလွတ်နိုင်တာမာနဆိုတာရှိတဲ့အရေးချင်းကိုရှိတဲ့အတိုင်းသိတာကိုယာထာဝမာနလို့ခေါ်တယ်မှန်ကန်တဲ့မာနပေါ့ရှိတဲ့အရေးချင်းမဟုတ်ဘဲနဲ့မရှိတဲ့အရှိချင်းကိုအရှိလုပ်ပြီးတော့တွေးလို့ရှိရင်တော့အယာထာဝမာနမမှန်မကန်မာနလို့ခေါ်တယ်လောကလူတွေမှာမှန်မှန်ကန်ကန်မာနရှိတယ်လို့မမှန်မကန်မာနတွေလည်းရှိတယ်ကိုမတက်ဘဲနဲ့တက်အောင်ငါလို့ရင်မမှန်မကန်မာနတက်လို့တက်တယ်ပြောလို့ရှိရင်မှန်မှန်ကန်ကန်မာနလို့ခေါ်တယ်ကိုယ့်အရေးချင်းချင်းဘယ်မာနပဲဖြစ်ဖြစ်မှန်မှန်ကန်ကန်မာနတောင်မှပဲမဲ့ဖို့နိဗ္ဗာန်ရဖို့ရအတွက်ကြတော့အနှောင့်အယှက်ဖြစ်တယ်ဘယ်သူ့ကိုအနှောင့်အယှက်ပေးခဲ့တယ်လဲဆိုလို့ရှိရင်ရှင်နုရုဒ္ဓမထေရမြတ်ကြီးကိုအနှောင့်အယှက်ပေးခဲ့ဘူးရှင်နုရုဒ္ဓမထေရမြတ်အာတာကဝေမင်းသားတွေနဲ့အတူရဟန်းဝတ်လာတဝါတွင်အတွင်းမှာပဲတပဋ္ဌကျင့်စဉ်ကိုကျင့်လိုက်တာဇန်နေအဘိညာဉ်တွေရပြီးတော့ဒိဗ္ဗစက္ခုအရာမှာထူးချွန်ပြောင်မြောက်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်အဲ့တော့သူ့စိတ်ထဲမှာဘယ်လိုအောင်းမေ့တော့ငါတော့ဒိဗ္ဗစက္ခုအဘိညာဉ်ရနေပြီယဟန္တာဖြစ်ခြင်းငါ့ဖို့အလွယ်လေးပဲလို့ဒီလိုထင်တာနော်တကယ်ကြတော့သူယဟန္တာဖြစ်အောင်အားထုတ်တာမရဝိပဿနာကျင့်စဉ်ပြောင်းကျင့်မရတဲ့အခါကျတော့ရှင်သာရိပုတ္တရာစီသွားပြီးတော့အရှင်ဘုရားတဲ့တပည့်တော်ဟာစัจ java လာ1000ကိုဒိဗ္ဗစက္ခုနဲ့ကြည့်နိုင်တယ်တရားလည်းအထုတ်တယ်တတိတွေလည်းကောင်းတယ်ဝိရိယတွေလည်းကောင်းတယ်တမာတိတွေလည်းကောင်းတယ်ဒါပေမဲ့ခုထိတပည့်တော်ကိလေသာအာသောကုန်တဲ့ယဟန္တာမဖြစ်ဘူးဗျာဘာဖြစ်လို့တော့နဲ့ရှင်သာရိပုတ္တရာကိုမေးတော့ရှင်သာရိပုတ္တရာကထောက်ပြတယ်ငါရှင်တဲ့စัจ java လာ1000ကိုဒိဗ္ဗစက္ခုနဲ့ငါကြည့်နိုင်တယ်ဆိုတဲ့ငါရှင်ရဲ့အတွေးဟာဒါမာနပဲတဲ့အဲ့ဒီမာနလေးခံနေတာဖယ်လိုက်ပါမတွေးပါနဲ့တဲ့အဲ့ဒါလို့ကဲမဟုတ်ဘူးလားသူကြည့်နိုင်တာကြည့်နိုင်လို့ကြည့်နိုင်တယ်ပြောတာနော်အဲ့ဒီအတွေးလေးခံနေလို့ယဟမန္တာမဖြစ်တာတဲ့စဉ်းစားကြည့်နော်တရားထုတ်တဲ့ယောဂီတွေကလည်းငါတမာတိကောင်းလိုက်တာလို့အဲ့ဒီအတွေးလေးဝင်လိုက်လို့ရှိရင်ဒါအနှောင့်အယှက်တစ်ခုပဲတရားထုတရားမြတ်ရဖို့မဖြစ်တော့ဘူးအဲ့ဒီပုဂ္ဂိုလ်အရှင်ဘုရားဒီလောက်လေးနဲ့အနှောင့်အယှက်ဖြစ်နိုင်သလားဆိုတော့ဖြစ်နိုင်တယ်ဘုန်းကြီးတို့ဥပမာတစ်ခုကြည့်ညူမုံလေးတစ်ခုကိုလက်ဖွားထဲမှာထည့်ပေါ့ဘာဖြစ်မလဲဘာဖြစ်ဟုတ်တယ်မလားအဲ့ဒီညူမုံလေးမျက်လုံးနဲ့ထည့်လိုက်ရင်ဘယ်နဲ့နေပါခိုးလို့ခုလို့နဲ့
မျက်ရည်ထွက်မှသေးချတယ်အဲ့ဒီညူမုံလေးကလက်ဖွားထဲမှာထက်ပို့လို့ကတော့ရှိမှန်းတော့မသိဘူးမျက်လုံးနဲ့ထက်လိုက်လို့ကတော့အဲ့ဒီမျက်လုံးကိုဒုက္ခပေးမှာပဲအေးအဲ့ဒါလိုပဲမက်ဖို့နိဗ္ဗာန်အထက်တန်းအဆင့်မြင့်တဲ့တရားတွေရဖို့ကြတော့ဒီမာနလေးကိုကလည်းအနှောင့်အယှက်ကြီးတစ်ခုပဲတဲ့အဲ့ဒီလောက်မာနကိုမထားရဘူးလို့ပြောတာနော်အေးဒါကြောင့်မလို့လူတွေကမာနအလေးဖြစ်တတ်တယ်တရားနဲ့ပတ်သက်ပြီးတော့လည်းမာနဖြစ်တယ်အဲ့ဒီမာနဟာစိတ်ရဲ့နာကျင်မှုပဲလို့ဒီလိုမှတ်ရမယ်စိတ်ရဲ့အနာတွေကိုအလုံးဖယ်ရှားနိုင်ရခန္ဓာကိုယ်ကြီးနာခြင်းနာပါစေဆိုတာခန္ဓာကိုယ်ရဲ့သဘောကိုဘယ်သူမှတားဆီးလို့မရဘူးဒါကြောင့်မို့နာခြင်းနာပါစေစိတ်ကိုယ်တော့မနာစေရဘူးလို့ဆိုတာတတိပဒံကျင့်စဉ်နဲ့တားရမှာမျက်စိကမြင်တယ်လှပတဲ့အာယုံတွေ့လို့ရှိရင်လောဘမဖြစ်အောင်မလှပတဲ့အာယုံနဲ့တွေ့ရင်ဒေါသမဖြစ်အောင်နားကကြားတဲ့အခါမှာလည်းလောဘမဖြစ်အောင်ဒေါသမဖြစ်အောင်အာယုံရဲ့သဘောလေးတွေကိုရှုပြီးတော့အဘိဓါနဲ့ဒေါမနတခင်းအောင်နေဖို့လို့ဆိုလိုတာနော်အဲ့လိုနေမှာခန္ဓာကိုယ်ကြီးနာပြီမယ်လို့စိတ်မနာဘူးလို့ဆိုရမှာပါနကုလပိတာတက္ကကြီးကိုမြတ်စွာဘုရားကဟောလိုက်တော့သိချေနှက်သွားတယ်တက္ကကြီးကလာတော့ကတော့အဖိုးကြီးဆိုတော့ဒုက္ခလေးထောက်ပြီးတော့လာပုံရပါတယ်ရှင်ဘုရားတဲ့တပည့်တော်မကြမ်းပါဘူးဗျာတဲ့နေရာလည်းမကောင်းဘူးတဲ့ဒါကြောင့်ခဏခဏမလာနိုင်ဘူးလာတော့လေးဩဝါဒပေးပါအောင်ဖေဟာဆိုတော့ကတော့အဖိုးကြီးကတကြွနဲ့နော်မြတ်စွာဘုရားကအေးခန္ဓာကိုယ်ကြီးနာကျင်နာပဲစီစိတ်မနာစေနဲ့လဲဟောလိုက်ရောသူသဘောကျသွားတာဟိုငါဂယုစိုက်เสียမဟုတ်ဘူးဆိုအဖိုးကြီးကိုလန့်ဆန်းသွားတာပဲအဲဖေဟာတရားနာလိုက်တဲ့အခါကျတော့ဘာနဲ့ဥပမာတူတော့ဆိုခုနကစိတ်ထောင်းတော့ကိုကြည်လို့သာပါတယ်ကိုထောင်းလို့စိတ်ကြည်တယ်လို့တော့ပါလားမပါဘူးအဖိုးကြီးကစိတ်တော်ကသူ့နာတာချင်းတာကိုစိတ်တော်ကရောက်နေပုံရတယ်နော်အေးမြတ်စွာဘုရားကနေအခုလိုဩဝါဒပေးလိုက်တဲ့အခါကျတော့စိတ်ဓာတ်တွေကငြိမ်းချမ်းသွားပြီခန္ဓာကိုယ်ကြီးနာတာဂယုမဆိုင်တော့ဒကာကြီးကိုပြုံးလို့မြတ်စွာဘုရားကိုဝှချပြီးတော့ထသွားဘဲသွားတော့ဆိုရှင်သာရိပုတ္တရာအကြောင်းခဏဝင်တဲ့အခါကျတော့ရှင်သာရိပုတ္တရာဆိုတာလည်းပညာအရာမှာဣတရေရတဲ့ပုဂ္ဂိုလ်ဆိုလူခဲခတ်ကအမတန်ကောင်းတယ်ဒကာကြီးလည်းလာတာမြင်ရောဘယ်နဲ့ဒီနေ့ဒကာကြီးပြုံးသားကောင်းတယ်ဟုတ်လားဒကာတလေးလာရင်သိတာတဲ့ဒကာဒကမတွေဘုန်းကြီးတို့လည်းကြည့်ရတယ်ဟောဒီနေ့ဒကာကြီးဒကမကြီးတွေပြုံးလာတယ်တခုတော့ဟုတ်လားမဲ့လာရင်တော့တခုတော့ဧကန္တပဲပေါ့အဲ့တော့ပြုံးလာသလားမဲ့လာသလားရှင်သာရိပုတ္တရာမထေရကနကုလပိတ္တဒကာကြီးပြုံးနဲ့လာတော့ဘယ်နဲ့လဲဒကာကြီးပြုံးလာကြည်လားမျက်နှာတွေကလည်းပဲလန်းလန်းဆန်းဆန်းရှိလာကြည်လားမြတ်စွာဘုရားကတရားဟောလိုက်တဲ့နဲ့တူတယ်လို့ရှင်သာရိပုတ္တရာကပြောတာဘာလို့ဆိုဒီဒကာကြီးကဘုရားနဲ့အမတန်ရင်းနှီးတာဘုရားစီဝင်လာတယ်ဆိုတာသိတာကိုနော်ဘုရားကတရားဟောလိုက်တဲ့နဲ့တူတယ်ဆိုတော့သူကဘာလျှောက်တော့အရှင်ဘုရားမြတ်စွာဘုရားကဘယ်တရားမဟောပဲနေပါမလဲဘုရားတဲ့အခုတည်းမဲ့ဘုရားကတပည့်တော်တရားဟောပြီးတော့အမြတ်ရည်စင်နဲ့သွန်းလိုက်တာတဲ့ဒါကြောင့်မို့လို့တပည့်တော်ပြုံးလာတာပါဘုရားတဲ့ဒကာကြီးကလည်းအလျှောက်ကောင်းတယ်နော်ဗန္ဒီရှင်ဘုရားဣရဏေဝယခုခါ၌ပင်လင်ဘဂဝတာမြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးကဓမ္မကထာအရာဆုံးမဩဝါဒတရားစကားကိုဟောကြားခြင်းဖြင့်အမတေနအမြတ်ရည်စဉ်ဖြင့်အဘိသိတောသွန်းပြန်လိုက်သည့်အာမိဖြစ်ပါပေတော့ဣတိသောနကုလပိတာဂဟပတိနကုလပိတာတကားကြီးသည်အဝေါစကောင်းစွာမတွေ့လျောက်ကြခဲ့ပါပေတည်းမြတ်စွာဘုရားသခင်ကိုရောမြတ်ကဆုံးမဩဝါဒပေးပြီးတပည့်တော်ခုပဲအမြတ်ရည်စင်နဲ့သွန်းလိုက်တာဖေရတဲ့ဒါကြောင့်မို့လို့တပည့်တော်အရှင်ဘုရားစီလာတော့လန်းလန်းဆန်းဆန်းဖြစ်လာတာပေါ့တဲ့ဟုတ်ပါလားဘုန်းကြီးတို့လည်းမြတ်စွာဘုရားစီကအမြတ်ရည်စင်လေးယူပြီးတော့တရားနာပရိသတ်တွေကိုဖြန်းလိုက်ပါရဲ့သို့တော့အေးချမ်းသွားသလားမအေးချမ်းဘူးလားတော့မသိဘူးနော်မိုးလေးရွာလိုက်လို့နဲ့ထူတယ်အေးဒါကြောင့်မို့အမြတ်ရည်စင်ဆိုတာဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့တဲ့တရားဓမ္မမိမိရဲ့စိတ်ထဲနှလုံးထဲရောက်အောင်ယူရမယ်နော်စိတ်ထဲမှာပူနေတဲ့အပူတွေကိုအမြတ်ရည်စင်တည်းဟူသောတရားကိုနှလုံးသွင်းခြင်းဖြင့်သာနဲ့စိတ်ရဲ့ပူပန်သောကတွေပျောက်ကင်းနိုင်တာဖြစ်ပါတယ်ဒါကြောင့်မို့လို့နကုလပိဋကဒကာကြီးကပြောတဲ့အတိုင်းအမတေန
အမြတ်ရေစင်ဖြင့်အဘိသိက်တော်သွန်ပြလိုက်သည့်အမိစင်စစ်မဲ့သွေးဖြစ်ပါ၏ဟု၍နကုလပိတာဂပတိနကုလပိတာတက္ကကြီးသည်အဝေါစကောင်းစွာမသေးလျောက်ကြခဲ့ပါ၏တည်းဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့တဲ့တရားဓမ္မဒီဟုသောအမြတ်ရေစင်ဖြင့်မိမိတို့ရဲ့စိတ်ထဲနှလုံးနဲ့ယင်ထဲမှာအေးချမ်းသွားအောင်တရားဓမ္မကိုနှလုံးသွင်းခြင်းဖြင့်မိမိတို့ကိုယ်စီအမြတ်ရည်စင်များကိုသွန်ဖြန်းပြီးတော့စိတ်နှလုံးအေးချမ်းစွာဖြင့်မြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့တရားဓမ္မကိုကျင့်သုံးလိုက်နာခြင်းဖြင့်သာဝရငြိမ်းချမ်းတဲ့နိဗ္ဗာန်အငြိမ့်တက်ကိုကိုယ်စီကိုယ်ငါမျက်မှောက်ပြုနိုင်ကြပါစေတည်းကဲဤတွင်မဲ့အမြတ်ရည်စင်ဆိုတဲ့တရားဏိကုံချုပ်ပါပြီဒါကြောင့်မို့မေတ္တာပို့ပြီးတရားဝဲသိရအောင်အလုံးမေတ္တာပို့လိုက်ဆိုလိုက်ပါတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေ